ကျွန်တော်ကအစီကြကျင်လို့အခုမှကျင်စားဆုံးမဲ့သူပေါ့တစ်ခါမှမရောက်ဘူးလေကျင်ုံလေးကိုမရေတရေလေးဝင်လာမယ်ဆက်တွေကလည်းအများကြီးပဲဘာဆက်ကိုစိုးလို့စိုးရမှလည်းမသိအဲ့တော့ကိုကအစီကြကျင်လို့ဖြစ်ဖြစ်အရင်ပိတ်နေလို့ချက်တာတိဆောက်ကျင်တဲ့သူပဲဖြစ်ဖြစ်အခုမှစပြီးကျင်ဆော့မယ်ဆိုရင် chest တွေ back တွေဆိုပြီးချက်တာအုပ်စုတွေကိုခွဲပြီးဆော့တာတဲ့ပုံပေါင်းမှုမှန်းတွေကိုရင်ဆော့တာပိုကောင်းတယ်ဒီကျွန်တော်ကဘူးကိုကြီးဆော့မှာဖြစ်တဲ့အတွက်ပုံပေါင်းစလိုက်9မျိုးဆော့ပြမယ်ဒီကျင်9မျိုးဆော့ဖို့ဆက်တွေအများကြီးမလို့စင်းရှင်ကိုတွားပြီးတော့ဒီ9မျိုးလုံးဆော့လို့ရတယ်အဲ့တော့အချိန်လည်းမကုန်တော့ဘူးလူကတော့နည်းနည်းလေးပြင်ပန်းမယ်ပြင်ပန်းမှပဲထိအောင်ဘယ်တော့လို့ဆုံးမဲ့လေ့ကျင့်ကန်က squat ဘာလို့ squat အရင်ကဆိုလဲဆိုတော့ squat က energy အများကြီးတောင်းရတယ် power တွေအများကြီးတောင်းရတဲ့အတွက်ဘယ်တော့လို့ဆိုလိုက်တာပိုကောင်းတယ်။ကိုက squat ထိုင်တော့မယ်ဆိုရင်ဒီဖားတန်းလေးကိုကုတ်ကိုတင်လိုက်ခြေထောက်ကိုပကုံးကျတိုင်းထားပြီးတော့စုံထိထိုင်ချလူအစုံထိကိုပြီးတော့ထိုင်မှပဲအောင်ချက်တောက်ထိမယ်တော့ပဲထိုင်မယ်ဆိုရင်တော့တင်မချက်တောက်ကိုထိလိမ့်မယ်ပြီးရင်ဆွဲလေ့ကျင့်ကန်တစ်ခုဆော့မယ်ဘာတော့အောက်ဆုံးထိချလိုက်ပြီးရင်ပကုံးကျတိုင်းကန်ဒူးအနေနဲ့ကိုခါကိုဖျောက်ပြီးတော့ဘာတော့ပေါင်နဲ့ကပ်ပြီးတော့ဆွဲတင်မယ်ပြီးပြပြချင်းစီပြန်ချမယ်ဒီလေ့ကျင့်ကန်ဆော့မယ်ဆိုရင်တော့ကြောပြင်အပေါ်ပဲချက်တောက်ကိုပြီးတော့ထိလိမ့်မယ်နောက်ပြီးတုံးတဲ့လေ့ကျင့်ခန်းတစ်ခုဆုံးခုံယူလိုက်ပြီးရင်ခုံမှအေးချလိုက်ဘားတန်းကိုရင်ဘတ်အလေလောက်ကိုချိန်ပြီးတော့လက်ကိုနည်းနည်းကြည်ကြည်လေးကန်ပြီးဖြည်းဖြည်းချင်းတွန်းတင်မယ်ပြီးဖြည်းဖြည်းချင်းပြန်ချမယ်ဒီလေ့ကျင့်ခန်းကရင်ဘတ်ကြက်တာကိုဒီကတိကျလိုက်ပြီးတော့ကြောပင်အောက်ပိုင်းကြက်တာတွေကိုထိဖို့ဆွဲလေ့ကျင့်ခန်းနောက်တစ်ခုတက်ဆောင်မယ်ကြောပင်အောက်ပိုင်းကြက်တာတွေထိဖို့အတွက်ဘားခုတာပိုကောင်းလဲဆိုရင်ကိုယ်ကဖိကင်တာဖြစ်တဲ့အတွက်ဘားခုလို့နိုင်မှာမဟုတ်အဲ့တော့ကိုကလက်ပူတောင်ကိုတွားပြီးတော့လက်ကိုကြက်ကြည်လေးကန်ပြီးတော့ဘားတန်းကိုရင်ဘတ်နားတိဆွဲချမယ်ပြီးဖြည်းဖြည်းချင်းပြန်တင်ဒီကဆော့မယ်ဆိုတော့ကြောပြင်အောက်ပိုင်းချက်သားတွေကိုပို့ပြီးတော့ထိရောက်တယ်ပြီးရင်ပခုံးချက်သားတွေကိုအဓိကတိစဖို့အတွက်တွန်းနဲ့လေ့ကျင့်ခန်းနောက်တစ်ခုထပ်ဆော့မယ်ခုံလုံးမမတ်လေးထားလိုက်မယ်ပြီးရင်ခုံမှာဆုံးမီပြီးထိုင်လိုက်ပြီးလို့ရှိရင်လက်ကိုခုံးကျတိုင်းကန်ပြီးတော့ဖြည်းဖြည်းချင်းတွန်းတင်မယ်ပြီးဖြည်းဖြည်းချင်းပြန်ချလို့ဆော့မယ်ဆိုရင်ပခုံးချက်သားကိုအဓိကတိစေလိမ့်မယ်အခုတော့ကျွန်တော်ကဖူးဘော်ဒီပဲဆော့ဖြစ်နေတာဆိုတော့ဒီလေ့ကျင့်ခန်းမျိုးပဲအဓိကဆော့ဖြစ်တယ်ကျွန်တော်တစ်ပတ်ကို3ရက်လောက်ဆော့တယ်တရက်ဆော့တရက်နာပေါ့ကိုကအခုမှကျင်စားဆော့မဲ့လူဆိုရင်အသေးအများကြီးနဲ့ဖေးရထိအောင်ဆော့တာထက်အလေးနည်းနည်းလေးနဲ့ပဲပုံစံပါအောင်ရင်ဆော့တာပို့ပြီးတော့ကောင်းတယ်